မင်္ဂလာပါနှစ်ဆက်လေးချက်မယ်မထူးဆန်းတဲ့ဘဲဥကြော်ပါမယ်ထုံးစံတိုင်းမြစ်လေးတွေပြုတ်ပြီးတော့ရေဆေးထားပါမယ်ဆက်ချက်မှာဆိုတော့မြုပ်သီးလေးများများထည့်တာပေါ့မြုပ်သီးလေးတွေလည်းရေဆေးပါမယ်ညစ်ဆက်ဟင်းချက်မှာဆိုတော့မြစ်လေးတွေစားရတာအဆင်ပြေအောင်နေတော်လေးတွေသုံးထားပါမယ်လက်သွန်ဖြူ3ဝါလောက်ကိုတရားရိုက်ပြီးတော့လှီးထားပါမယ်ထောင်းရတာအဆင်ပြေအောင်လို့ပါလက်သွန်ကြီးကြီး3လုံးလောက်ကိုထောင်းရတာအဆင်ပြေအောင်လှီးထားပါမယ်ပြောဖို့မိတ်သွားတယ်ဗျာအနံ့မှုမွေးလေးကြိုက်တယ်ဆိုရင်တော့ပင်စိမ်းလေးလည်းထည့်ထားပါစပြီးတော့ငရုတ်သီးထောင်းပါမယ်ငရုတ်သီးတွေကိုဘာမှမထည့်ပါဘူးငရုတ်သီးဒီတိုင်းပဲထောင်းပါမယ်ငရုတ်သီးထောင်းပြီးသွားပြီဆိုရင်တော့ကြက်သွန်ဖြူကြီးထောင်းပါမယ်ငရုတ်သီးစိမ့်မုတ်နည်းနည်းလေးထည့်ပါမယ်အားလုံးစင်စစ်ဖြစ်ပြီဆိုရင်တော့နှစ်ဆက်လေးစချက်ပါမယ်ဗျာဒီလေးတွေစထည့်ပါမယ်ထောင်းထားတဲ့ကြက်သွန်ဖြူကြီးငရုတ်သီးစိမ့်မုတ်လေးထည့်ပါမယ်ပြီးရင်တော့ငပိလေးထည့်ပါမယ်ဗျာပြီးရင်တော့စီထည့်ပါမယ်ကျွန်တော်ကတော့နည်းနည်းများများလေးထည့်ပါမယ်ဗျာရခိုင်ချက်မဟုတ်တော့စီကတော့နည်းနည်းပို့ထည့်ပါမယ်ဗျာစီထည့်ပြီးပြီဆိုတော့စားရတာမဟုတ်ထည့်ပါမယ်စားတော့နည်းနည်း short ထည့်ပါငပိပါတာဖြစ်တဲ့အတွက်ညံသွားရင်မကောင်းဘူးပေါ့လိုရင်တော့တစ်ဖြည်းထည့်လို့ရပါတယ်ပြီးရင်တော့နေပါတယ်ဗျာရိုးတန်တန်ပဲလက်အိမ်မစွပ်ပဲနေလိုက်ပါတယ်ခင်းကလုံးချက်ဆိုပြီးနဲ့လည်းတက်တော်နီညှိုးတဲ့အထိနဲ့ငပိအနံ့လေးကြောက်တဲ့အထိတော့ကျွန်တော်တို့စီတက်ပါမယ်တက်တော်နီလေးတွေညှိုးပြီးတော့ငပိနဲ့လေးမွေးလာပြီဆိုရင်တော့စီတက်တာလေးရပါပြီဒီလေးစထည့်ပါမယ်ဗျာဟင်းနဲ့လေးတွေကျေးစေချင်တာဖြစ်တဲ့အတွက်အဖုံးလေးအုပ်ပြီးချက်ပါမယ်ရေလေးနဲ့ချင်းခမ်းပြီဆိုရင်တော့အချိန်ရတာကမကြီးရင်လေးနည်းငယ်ထည့်ပါမယ်အချိန်ရတာလေးဝင်သွားစေရင်အတွက်အဖုံးလေးအုပ်ပြီးတော့ခဏထားပါမယ်စီပြန်ရေချမ်းလေးထားတော့ရောက်ပြီဆိုရင်တော့ထောင်းထားတဲ့မြို့သီးလေးများကိုထည့်ပါမယ်မြို့သီးလေးအထိုင်လေးအောင်ချက်ပြီဆိုရင်တော့ပင်စိမ်းလေးထည့်ပါမယ်ဗျာအားလုံးထည့်ပြီးပြီဆိုရင်တော့ဒီနေ့အတွက်နှစ်ဆက်ဟင်းတစ်ခွက်ရပါပြီဗျာဘဲဥနှလုံးကြော်ဖို့အတွက်စားရတာမျိုးထည့်ပါမယ်ဗျာစားရတော့နှုတ်ကတွဲပြီးတော့ဘာလို့ဘာမှထည့်ပါဘူးဗျာဒီတိုင်းပဲ cloud ကြော်ပါမယ်ဗျာမြစ်ဆက်မှာစီများများထည့်လိုက်တာဖြစ်တဲ့အတွက်ဘဲဥကြော်တဲ့အခါမှာတော့စီနည်းနည်းနဲ့ကြော်ပါမယ်ဗျာအိုးပူလာရင်တော့ဘဲဥထည့်ပါမယ်ဗျာဘဲဥကိုတစ်ချက်ထဲနဲ့ကြီးကြီးလေးကြော်မှာဖြစ်တဲ့အတွက်
နှံ့အောင်တေဦးလေးလှုပ်ပြီးတော့လိုက်ဖြန့်ပါမယ်ဗျာဖျားပွဲစီမှာရေမုတ်လုပ်တယ်ပေါ့ဖုံးလေးလည်းနည်းငယ်အုပ်ထားပါမယ်နည်းနည်းလေးအပေါ်အောက်ကျက်အောင်ပါပြီးရင်တော့အပေါ်အောက်လေးလှန်ပါမယ်ဗျာအပေါ်အောက်လှန်တာအောက်ပြစ်မကြလို့တော်သေးတယ်မငတ်သေးဘူးပေါ့ကျွန်တော်ရဲ့ဘဲဥကျော်လေးကတော့အယောင်ချင်းလှလှလေးနဲ့စားချင်တဲ့ပွဲလေးဖြစ်သွားပါလေဗျာဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်းစားကောင်းကြပါစေဗျာဘဲဥကျော်အတွက်တောင်းပန်ပါတယ်ဗျာ